မင်္ဂလာပါဒီတစ်ခါမှာတော့ဦးတီရဲ့ချင်းလေးကိုကျန်နေတဲ့ချစ်တဲ့ညီကောင်တော်များအတွက်ဦးတီရဲ့ခံဝင်မြောက်ချင်းတစ်ခုဖြစ်တဲ့မောင်လာပြေမှုဆိုတဲ့ချင်းလေးကိုဟောဒနာရတိခဲ့ပြပြနေပါတယ်ဒီချင်းလေးကဆိုတော့ဦးစံနေဆိုင်အကောင်းဆုံးချင်းလေးတွေကဘုတ်ဖြစ်တယ်လို့တေးဆရာဦးနေဝင်းပြစ်ဆက်ခဲ့တဲ့ချင်းပါကျွန်တော်တို့ငယ်ကျွန်တော်တို့ကလေးရွယ်လောက်တဲ့ကားတွေကဒီတခြင်းကရမ်းကိုနာမည်ကြီးရမ်းကိုကောင်းတဲ့တခြင်းတစ်ခုပါကျွန်တော်အရင်လေးကြိုက်ပါတယ်ဒီတခြင်းကလာပညာအဲဒီမှာဆိုလို့ရှိရင်လာမင်းကိုကြည့်ပြီးဆိုလို့ရှိရင်ရမ်းကောင်းတယ်ရမ်းလေးတခြင်းရဲ့အနှစ်သာရတွေပြည့်သွားပါတယ်ကျွန်တော်တို့ပဲဒီတခြင်းကိုကျင့်တဲ့မဲ့ချစ်တဲ့ညီကောင်တော်များအတွက်ကျွန်တော်ဒီဆိုဖြိုပြီးချင်ပါတယ်ကျွန်တော်ရဲ့အကောင့်ထဲမှာရဦးတီရဲ့ချင်းလေးတွေကိုခဏလေးတိကျတိဆိုထားတာလေးရှိပါတယ်ဝါဒနာရတိဆိုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ချစ်တဲ့ညီမတို့များဝင်ရောက်လေ့လာအားနာစနိုင်ပါတယ်လိုက်ရဖော်လို့ဒီလေပြီးစီချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နားဆင်ကြည့်ပါYeah.
။